Hello မင်္ဂလာပါကျွန်တော်ရဲ့ WMA YouTube channel ကနေပြီးတော့ပြန်လည်ပြီးတော့ကြိုဆိုလိုက်ပါတယ်ခင်ဗျကျွန်တော် sorry ပါဗီဒီယိုလေးမတင်တာတော်တော်လေးကြာနေပြီပေါ့နော်ကျွန်တော်အကြောင်းပိတ်တဲ့ရဲလေးမှာပေါ့နော်ဒါနေကိုပြန်သွားဖြစ်တဲ့အတွက်ကြောင့်မလို့ internet connection ကလည်းအဆင်မပြေတဲ့အတွက်ကြောင့်မလို့ပေါ့နော်ကျွန်တော်ဗီဒီယိုလေးမတင်ဖြစ်တာပါနောက်ပြီးတော့ကျွန်တော်မြန်မာနှစ်တကူနှစ်စန်းတရက်နေ့တော့ကလည်းpost တွေမတင်လိုက်ရဘူးပေါ့နော်ကျွန်တော်ရဲ့မွေးနေ့မှာတော့ကျွန်တော် Facebook မှာ post မတင်ခဲ့ရတဲ့အခြေအနေတခုဆိုတော့အားလုံးကလည်းနားလည်ပေးကြမယ်လို့မျှော်လင့်ပါတယ်ခင်ဗျဆိုတော့ကျွန်တော်ဗီဒီယိုလေးမလုပ်တာလည်းကြပြီဆိုတော့ဒီနေ့တော့ဗျာတွေတော့မဟုတ်ဘူးဗျာ voice changer ဒီဘောနော်အဲ့လေးတစ်ခုနဲ့မိတ်ဆက်ပေးချင်ပါတယ်တွေမဟုတ်ဘူးဆိုပေမဲ့ဒီအောင်လေးမှာကျွန်တော်သဘောကျတဲ့အချက်ကတော့ဒီ text to audio ဘောနော်ကောင်းကောင်းအလုပ်လုပ်တဲ့အတွက်ကြောင့်မလို့ကျွန်တော်ပြပေးခြင်းဖြစ်တယ်နောက်ပြီးတော့သူမှာကဒီ music ပေါ့နော် voice effects လည်းရတယ်ပြီးတော့ ambient sound ပေါ့ဗျာအဲ့လိုဘယ်လိုလဲပတ်ဝန်းကျင်ရဲ့ဒီ ambient ဘယ်လိုလဲဗျာ effects လေးပေါ့နော်အဲ့လိုမိုးရွာတဲ့အတန်းတို့ပြီးတော့ဒီတခြားတော့ဒီညဘက်ပေးရအော်တဲ့အတန်းလေးတွေပါညာပေါ့လေအဲ့လိုလေးလည်းဒါပါတယ်ဆိုတော့ဒီကျွန်တော်ဒီ software လေးကိုပြပေးခြင်းဖြစ်ပါတယ်အခုကကျွန်တော်ဒီအပြင်မှာ record လုပ်နေတာဖြစ်တဲ့အတွက်ကြောင့်မလို့ noise ကတော့များနိုင်တယ်ပေါ့လေကြိုနေပြီးတော့အားလုံးကိုမေတ္တာခံထားခြင်းဖြစ်ပါတယ်ဆိုတော့ဗီဒီယိုလေးမဆက်ခင်မှာကျွန်တော်ရဲ့ YouTube channel ကို subscribe နဲ့ဘေးနားက notification ခေါင်းလေးနဲ့ပေးထားခဲ့ဖို့ပထမဆုံးဆိုတာမေတ္တာခံတောင်းဆိုချင်ပါတယ်ဆိုတော့ကျွန်တော်ဗီဒီယိုလေးခုပဲစလိုက်ပါမယ်ဗျာvoice changer ပဲပေါ့နော် voice changer ကို Play Store မှာရှာရင်တော့ဒီ app တိုင်းရချင်မှရလိမ့်မယ်ကျွန်တော် Telegram channel မှာပြန်တင်ပေးထားပါမယ်ဝင်လိုက်မယ်ပေါ့နော်ကျွန်တော်ရဲ့ Telegram channel မှာပြန်ပြီးတော့တင်ပေးထားမယ်ပေါ့နော်ခဏဆောင်မယ်နော်တူရဲ့ဟွာ sound တန်လေးပွင့်လာလိမ့်မယ်အမှကျွန်တော်တို့ you are very VIP ဒါကျွန်တော်တို့ဟွာပေါ့ဗျာ pro version ပေါ့ကျွန်တော် Telegram channel တစ်ခုကနေတွေ့လို့ပြန်ပြီးထောင်းထားတာဖြစ်တယ်ဒီမှာဆိုကျွန်တော်တို့ဘာနေမလဲဆိုတော့send voice message remove adjust effects unlock all ambience unlock all voice send voice remove unlock all ambience ခဏရောနော်ခဏလေး after the beep restore voice changer restore cancel the button cancel face ဆိုတာလေးနှိပ်လိုက်ရမှာနော်ဒါ VIP ကိုမဝယ်ဘူးလို့ပြောတာဖြစ်တယ်ဆိုတော့နှိပ်လိုက်မယ်ကျွန်တော် line ဖွင့်ထားလို့ဒီလိုတက်တာဖြစ်လိမ့်မယ်ဗျအခုကကျွန်တော် wifi ချိတ်ထားရပါလေဆိုတော့ sparkle bar yes sparkle bar button sparkle bar yes voice sparkles ဒါသူတို့ wifi လောက်ထားတဲ့ဟာထင်တယ်သူ screen reader ကဖတ်ပြီးဘာ language ကြောင်းလဲကြည့်လောက်မထားလဲကြည့်မရလာတော့မသိဘူးပေါ့နော် sparkles fails upward sparkles မရဘူးဆိုတော့ဟာဒီအပေါ်ဆုံးက button နဲ့လိုက်မယ်အောက်ကဆိုရင်ဒါတို့ရဲ့ Telegram တို့မဟုတ် WhatsApp ကိုရောက်သွားလိမ့်မယ်နော်အောက်က button အပေါ်ကဒီ sparkle ရဲ့အောက်က button ကိုနှိပ်လိုက်မယ် yes sparkles button နှိပ်လိုက်ပါနော် open navigation door button ဒီမှာ open navigation door နဲ့ကျွန်တော်အရင်ပြမယ်သူ့ရဲ့ setting ကဘာမှချိန်စရာမရှိဘူးဗျာဒီမှာဝင်လိုက် enjoying pro feature ဒါဝယ်ရနေရပါညာပါဗျာ share app rate us feedback Play Store မှာလည်းရှိတော့တယ်နော်သူက feedback music player ထောင်းရမယ်ထင်တယ်သူက ADS more apps တဲ့ setting ဆိုတော့ setting တွေကိုကျွန်တော်သွားကြည့်မယ် voice changer override button settings general language system default language က assistant default ပေါ့နော် language ကတော့ assistant default ဖြစ်ပါတယ်အဲ့ဒါမှဆိုရင် outpost pass ပေါ့နော်ဒီမှာ ဆိုတော့ဒါပါလဲဆိုတော့ကျွန်တော်တို့ဒီ voice ခုကို change လိုက်ပြီးတော့ save လိုက်မယ်ဆိုရင် music ထဲက voice changer ဆိုတဲ့ folder လေးကိုရောက်မှာဖြစ်တယ်ဒါသူ့ရဲ့ဟောပေါ့ဒီ storage location ကိုဒီမှာကြည့်လို့ရတယ်အဲ့မှာဆိုရင်ဟော privacy policy license version 1.02.85.007ဒါပါရှင်းကောဒါပါနော်ဘာချင်းကြမရှိဘူး stop recording button ဆိုတော့ပြန်ထွက်လိုက်မယ် voice changer info button info button is holo ဘာနော်နှိပ်ကြည့်မယ်ဒါဆိုရင်တော့ test on changes voice ဒါသူ့ရဲ့ changes ပေါ့နော် changes တွေကိုဒီမှာကြည့်လို့ရတယ် record audio open audio file record လုပ်ပြီးတော့လည်းကိုယ့်ရဲ့အတန်ကိုချိန်လို့ရတယ်လို့ကိုယ့်ရဲ့ device ထဲမှာရှိရဲ့ record လုပ်ပြီးတဲ့ music တွေအတန် file တွေလည်းချိန်လို့ရတယ်ပေါ့နော်ဒါဟောဒီမှာ choose voice effect or changing voice လုပ်လို့ရမယ်
Free. Done. Party popper. Party popper. Party popper. ဒါပါပဲပေါ့လေဆိုတော့ garage နဲ့လိုက်မယ် Open navigate. Info button. Info button. ဒါတော့ဗာလဲမသိနေကြည့်မယ် Voice changer. Restore. Cancel ဟော button. ဒါဟွာဝယ်တဲ့နေရာပြန်သွားပါတော့ကဆက်ပြီးလိုက် Invalid DD button. Invalid DD. Ma. Invalid button. Invalid DD button. Invalid button. Invalid DD button. record pc record ရတယ်မှာပါပေါ့ဗျာ Voice changer. Tap this. Record icon button. record icon Record video. Record audio. record audio record video ရတယ်ခွာကျွန်တော်က microphone ဒီမှာ screen record လုပ်ထားဆိုတော့ဒါတော့ကျွန်တော်ဆက်မရတော့ပါဘူးဗျာ Invalid DD button. ပြီးတော့နေ Invalid button. Voice. Invalid. Record and change. Invalid DD button. Open file description. Ma. Invalid DD button. S5LPG ဆိုတာကဒီကိုယ့်ရဲ့ရှင်းဟိုကိုယ့်စီမှာ device ထဲမှာရှိရ file တွေကိုချိန်တာ Open file to change voice. open files ကိုချိန်ပွားပါတော့နှိပ်လို့ရတာကိုလေ Allow voice. Allow button. လောင်းပေးလိုက်မယ်နော် permission တော့စပြီးတော့တောင်းတာဖြစ်တဲ့ကြောင့်လို့ permission တောင်းရင်တော့ permission လေးပေးလိုက်ပါခင်ဗျာ Navigate. Select file. Search button. ငါ select file audio video 10 bit Video. audio video ဆိုတော့ကျွန်တော်မှာကချင်းပြကြ file ကမရှိဘူးဗျာ Hardware target. တချင်းနေပဲရှိရဆိုတော့ Maybe files are. โอแบบจับผักเกเรตับสู้งาปักอักขับซียัดนับตรงนับ တချင်းနေပဲရှိရပါလေကျွန်တော် Keypad. รับจบ ဒါထားနှိပ်လိုက် Voice changer. Voice events. Inplay button. display Input button. Inplay button. ကျွန်တော်တန်တိုးထားလို့ပေါ့နော် copyright ကြီးမှာကြောက်လို့ပါ 0 0. Volume button. ကျွန်တော် A for you Change voice. change voice Ambient sound. ambient sound Normal. normal Girl. girl Woman. woman Boy. ဒါသူရဲ့ Man. voice change လို့ရတဲ့ effects တွေပေါ့လေ Baby. baby Music. music မှာဆိုဒီမှာ Period. Bass booster. music ကိုနေလိုက်မယ်နေလိုက် Normal. Girl. Oh, yeah. Click here to save the voice effects and add more buttons. Send voice message. Click here. Imp. Vocal. ခဏလေးမှာတော့ Studio. Studio. Rock. Normal. မှာ Bass booster. bass booster normal Rock. rock လောက်လို့ရမယ် Pop. pop ပါမယ် Jazz. jazz ပါမယ်ပေါ့နော် Classic. classic တို့ Vocal. vocal တို့ Studio. studio Telephone. telephone Phonograph. phonograph robot Robot. Underwater. underwater Alien. aliens Deep. deep Hall. hall Top chase. cup chase Cathedral. cathedral Speed up. တော်လေးဆုံးနေပြဆို speed up တွေပါရော Slow down. slow down တွေရော Party. ပါတီ Old man. Porter. Child. Multiple. Busy. Run. Devil. Dark. အများကြီးပဲပြသေးလား voice effect ကတော်လေးဆုံးနေပါနော် Zombie. Helium. Exofluoride. Sheep. Chipmunk. Bee. Lion. Ant. Canyon. Cave. Old radio. Megaphone. Nervous. Distance. အ Echo. များကြီးပါပါတယ်ဒီမှာ LSD effect. Go. မှာ LSD effect you want. မှာကို Save build close button. ပြီးတော့မှာ save နဲ့လေးရတယ် Go. Click here to save the voice. Send voice message. send voice message Veto PD. Send voice. How to send the voice effect to the voice message. How to send the voice. 1. Choose open to send voice messages. ဒါ voice message ကိုဘယ်လိုပို့ရမလဲဆိုတော့ 2. Tap and hold the microphone. Pound. The voice effect will automatically play. 3. Finished exclamation point. Party popper. Party popper. Party popper. Got it. ခါတဲ့ Voice changer. ဒီကောင်ကတော့ voice message ပို့လို့ရ The မှာ voice effect will play 5 seconds. ဟမ် Hold. CL save build PD. The voice effect will play now. ဆိုတော့ Hold back button. ဒီဟာကသူက voice message ပို့လို့ရမရတော့မသိဘူးဗျာတိလားသူက pro version လို့တော့ပြောရတယ်ဒါပေမဲ့အကောင်လုံး unlock ဖြစ်မဖြစ်ဆိုတာကတော့ကျွန်တော်လည်းအဲ့လို send voice message တော့မသုံးကြည့်ဘူးဆိုတော့ဒီကောင်ရဲ့ feature တွေအကောင်လုံး unlock ဖြစ်မဖြစ်ဆိုတာတော့တိတ်ပြီးတော့မသိကြဘူးpro version လို့တော့ပြောတယ်ဗောလေဒါပေမဲ့အကောင်လုံး unlock ဖြစ်ချင်မှလည်းဖြစ်လိမ့်မယ်ဗောနော် Remote. Echo. Distance. Nervous. Megaphone. ထွက်လိုက်မယ် Dim cancel button. cancel Voice ပေးလို changer. က်ပါနော် Hold. Voice. Input. 18. 00. Input. Voice. Navigate button. Select file. Search button. ထွက်လိုက်မယ် Restore. Invade button. နော် Record and change. Invalid. Open file. MTTSDD button. မတီတီရဲ့ Text to audio. text to audio MyWordDD button. My words. my works Open navigation door button. My words. Text to audio. my MyWordDD works ဆိုတာ button. ကိုလိုပြီးသားဟာကြည့်လို့ရ my work နေကြမှာ Voice changer. Tool. My words. Audio. Video. Audio. You will not save any voices. Save and do share anytime. Go for changing voices. အော်စီပြီးသား voice တွေကို my work ထဲမှာလာပြီးတော့ကြည့်လို့ရတယ်ပေါ့နော်ကိုကကျွန်တော်ဘာမှစီပြီးသား voice မရှိဘူးဗျာအဲ့တော့ My words. MyWordDD button. Text to audio. text to audio နဲ့လာမယ်ပေါ့ Enter နော် text to generate audio. Then add voice effects. Text box. ဒီမှာ Enter text to generate audio. Then add voice effects. Text box. ဒီကိုလိုချင်တဲ့ text ကိုဒီမှာရေးပြီးတော့ကျွန်တော်လည်းလုပ်ပြီးတော့ voice effects တွေထည့်လို့ရတယ်ပေါ့နော်ကျွန်တော်လည်းအင်္ဂလိပ်စာနဲ့ရေးကြည့်လိုက်မယ်တစ်ခုခုပဲဗျာနော် English. Enter text to generate audio. အင်္ဂလိ English. ပ်တဲ့ ET. အစားလုံးတွေပါမြန်မာ Voice changer. တော့ Tool for text available. မပါလောက်ဖို့ထင်ပါတယ်နော်မြန်မာလုံးကတော့မပါလောက်ဘူးသူကကျွန်တော်ဒီ text to audio လုပ်ရခါမှာကျွန်တော်ဖုန်းမှာတော့ဗျာ Google text to speech နဲ့ပဲသူကသွားတယ်ပေါ့လေ Samsung ဆိုရင် Samsung text to speech နဲ့သွားမယ်ထင်ပါတယ်အခုတော့ကျွန်တော်က Google text to speech နဲ့ပဲကျွန်တော်ဖုန်းမှာတော့သွားပါတယ် Enter text to generate audio. ဆိုတော့ကျွန်တော်ရေးလိုက်မယ် Okay, kilo. 9 minutes, 40. Oh, Oscar. Space. Space. Hotel. E. Delta. E. Echo. Stop recording button. I. India. N. November. Space. M. Mike. I. India. N. November. Space. E. Bravo. A. Alpha.
R. Romeo. Space. L. Lima. 10 minutes, 2 seconds. O. Oscar. T. Tango. E. Echo. Space. N. November. A. Alpha. T. Alpha. Y. Yankee. Space. L. Lima. A. Alpha. L. Lima. Space. 10 minutes, 14 seconds. Toolbar back button. Text. English. Combine and Barlow Day Loud text box. If a button. မှာရေးလိုက်တယ်ဗျညင်္ဂလိပ်ပုံစံနဲ့ကျွန်တော်ရေးလိုက်တယ်ပြီးတော့နေလိုက်မယ်စိတ် Next. If a button. မှာပြီးရင် is it မဟုတ် next ကိုနေလိုက် next နေလိုက်မယ် Voice changer. ဒီမှာပွင့်လာရောလားဆိုတော့ပွင့်နေ Music. 13. ဒီမှာ 20. 33. 40. 53. 73. Koheiman Barlow Nalal. Volume control. Koheiman Barlow 66. Nalal. 53. ဒီမှာဒါဆိုရင် 40. Photograph. phonograph နေကြီးမှာ Koheiman Barlow Nalal. တန်ကြောင်းနေနော် baby Space booster. Space booster. Barlow Nalal. Koheiman Barlow Nalal. Underwater. ဒါကိုကျွန်တော်စိတ်လိုက်မယ်ရော Voice changer. Voice changer. Saving audio. 100% slider. Well done. Party popper. Party popper. Party popper. You have successfully saved the voice effect. စိတ်ပြီးသွားပြီ Well done. Party. Leave it as 5 star rate. Rate. Well done. Party. မှာပတ်ထွက်လာ Voice changer. Set a rate. Create video. Tools. create video လောက်မလားတဲ့ VLPT. Send voice message. Share. စံပွဲ message တဲ့နေကြီး The voice. Tools. Create video. Tools. VLPT. Send voice message. The voice effect will play now. Share. Koheiman Share Barlow Nalal. Nalal. Share. News. Stories. TikTok. YouTube. Telegram. Telegram ပို့ To လာ share on Telegram, you need to convert this audio to video. Impose button. To share. Choose image. Impose button. video လောက်ဖို့လိုရတဲ့တော့ video လောက်လို့ရတယ်ပေါ့နော် Allow voice changer to access. Allow button. ခိုင်းလောက်လိုက်မယ် Voice ရှုပ် changer. လို့ Select pictures. 3 dash 1. 3 dash 2. တခုကိုယူလိုက် 3 dash ဟမ် 3 dash 3. ဒီနေရာပတ်တယ်နေရာ on ပြူဆိုတိတ်တော့ Audio ဆုံးမ save. ပြူ Info button. Here's audio DD. video တော့အယူ Koheiman Barlow Update. Nalal. App toggle button. App read. Toolbar share button. Toolbar music. Toolbar back button. 0 0. Toolbar music. Google. 0%. အော်နော် Google. App next. App toggle button. Koheiman Barlow Nalal. မှာပါတော့ဒါဆိုရင်ကျွန်တော် voice affairs ကျွန်တော် page ကိုလောက်ထားဆိုတော့ page အတန်ထွက်တယ်ပေါ့နော် Voice changer. Set a rate. Create video. create video လောက်လို့ရတယ်တဲ့ဒါတော့ကောင် website video လောက်ကြည့်လိုက်ပေါ့နော်ကျွန်တော်မှ Voice changer. လောက်ပြမလို့တိတ်အဆင်မပြေဘူးဖြစ် Get back button. So next. Select pictures. Next. 3 dash 0. 3 dash 1. ရွေးလိုက်မှမရပြီးတော့ 3 dash 3 dash ရွေး 6. လိုက်ပြီလေရွေးလိုက်ပြီလေ 3 dash 6. 3 dash 2. 3 dash 1. 3 dash 0. Impact button. 3 dash 11. 3 dash 0. 6:08 p.m. Impact button. Select pictures. Next. manage နေလိုက်မှပြီး Voice changer. ဒီအပေါ်နားကဟို Created successfully. ဒီဟိုပေါ့ကျွန်တော်နားကြီးရဲ့နားတော့ပေါ်သွားပြီးတော့အဲ is best ဆိုတဲ့နားမှာသွားပြီးတော့ next ကိုရှာတိုင်းရိုက်တော့တိတ်ပြီးအဆင်မပြေဘူးဗျာ Toolbar back button. Video saved. Info button. Here's audio DD. ဒီမှာ Voice changer. Video play center button. နေမှာ 0 0 0. Video player toolbar back button. Voice changer. Share. Voice changer. Voice changer. Save. Koheiman Barlow. Next. If save button. Exit. My works. If my word DD button. My works. ဟောနေကြည့်မှာ Face booster underscore DTS underscore. Audio more button. Face. Voice changer. Koheiman Barlow Nalal. ဒါပေမဲ့စိတ်ထားတဲ့ဟာကို my wall ထဲမှာလာပြီးကြည့်လို့ရတယ် Face booster underscore D. Audio more button. audio mode နဲ့ကြည့် Cancel. Delete. delete Set rate. turn Rename. rename Share. share Voice message. point Cancel. message Share. share နေ Voice လို့ changer. Share. 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 Sharing. Telegram. Voice. Telegram. ဒီမှာမို့လိုက်မယ် Select chat. Group. Group. Like. Group. Group. Channel. Channel. No. Save message. စီမတဲ့ကိုပဲပို့လိုက်ရော Save messages. Music face booster underscore DTS underscore 1745580963153 voice changer. 4 second setting. ဟော point 5 voice changer လို့ပဲပါတယ်အရင်ကကျွန်တော်တို့အသုံးတဲ့ voice changer ဆိုလို့ရှိရင်အဲ့လို share လိုက်ပြီဆိုလို့ရှိရင်သူက link တွေပါတယ်ကွာဒီလားဒီကောင်ကအဲ့လိုမပါ Music face booster underscore DTS. မှာ Koheiman Barlow Nalal. ဒါဆိုရင်တော့ကျွန်တော်ရသွားပြီဖြစ်ပါတယ် Search button. A no mark. Pause button. To exit playback button. ဒါဆိုရင်တော့ကျွန်တော်တို့ဒီ voice changer ကိုအားလုံးပဲအဆင်ပြေစွာသုံးတတ်ကြမယ်လို့မျှော်လင့်ပါတယ်ကျွန်တော်တို့နောက်ထပ်ဗီဒီယိုမှာထပ်ပြီးတော့ပြန်လည်ထောင်းပြပါမယ်ခင်ဗျအားလုံးပဲဒါပျော်ရွှင်သောနေ့ရက်များကိုပါဆင်နိုင်ကြပါစေလို့ဆုတောင်းပေးလိုက်ပါတယ်ကျွန်တော်နောက်ထပ်ဗီဒီယိုနဲ့ပြန်လာခဲ့ပါမယ်နော်ဘိုင်ဘိုင်